ဒီလမ်းလေးကတော့အညာချယ်ရီလို့ခေါ်တဲ့ငုဆက်ပန်းပင်တန်းလေးဖြစ်ပါတယ်။ရွှေနန်းရင်တော်ကိုသွားတဲ့လမ်းလေးပါ။မိုးရွာလို့ရေလေးတွေရှိလို့ရှိရင်တော့ refreshing လေးနဲ့အရန်လာတဲ့လမ်းလေးဖြစ်ပါတယ်။ဒါကတော့ဓမယန်ကြီးကိုသွားတဲ့လမ်းကလေးပါဒါကတော့စိန်ပန်းတန်းနဲ့ဓမယန်ကြီးဖျားဖြစ်ပါတယ်စိန်ပန်းမီဒီပွင့်တဲ့ချိန်ဆိုလို့ရှိရင်လည်းဓမယန်ကြီးဖျားနဲ့အရန်ကိုလာပါတယ်ခင်ဗျာဒီစိန်မန်းနန်းတိုင်းတဲ့တဲ့ဒီဖြတ်လျှောက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ဓမယန်ကြီးဖျားကိုလာပါစောတွေ့မြင်ရမှာဖြစ်ပါတယ်ပကံတော့မိုးရွာနေတဲ့ချိန်လဲလှနေတာပါပဲဗျာကျွန်တော်တို့ဒီလမ်းလေးကတော့ဓမ္မရာစကဖျားဘက်ကိုဖြတ်ထွက်တဲ့လမ်းလေးဖြစ်ပါတယ်မိုးပလောက်တဲ့လမ်းလေးကတော့အရန်စီးလို့ကောင်းပါတယ်ခင်ဗျာမိုးရွာထဲမှာဒီလိုမျိုးဆိုင်ကယ်လေးတွေစီးလိုက် e-bike လေးတွေစီးလိုက်သွားနေရတဲ့အရာသာလဲဒါပကံမှာဆိုရင်တော့အလှပဆုံးရမှာပေါ့ခင်ဗျာဒီဓမ္မရာစကဖျားကတော့မုံငါးမုံနဲ့အရန်ကိုတက်ပေပါတယ်အထဲထဲမှာတပ်ပုံရိုက်လို့လည်းရန်ကောင်းပါတယ်ခင်ဗျအနားလေးကဖျားစုလေးတွေကလည်းရန်ကိုရှုကျင်စပွဲပါခင်ဗျဒီအခြေကတော့ဓမ္မရာစကဖျားရဲ့ငါးကံပါခင်ဗျဒါကတော့ကျွန်တော်တို့အိမ်ကိုပြန်နေတဲ့လမ်းမှာပကံမျိုးစစ်ကိုပြန်နေတာပါဒါကတော့ကျွန်တော်တို့ပကံမျိုးထိတ်ကပကံမျိုးမှကျူစုဝါးကြီးဆိုင်မှုဖြစ်ပါတယ်